အားလုံးပါရောတော့ကျွန်တော်ဒီနေ့မွေးငါကိုမြန်မာလူလေးစားပြမှာဖြစ်ပါတယ်တော်တော်ပဲဖြစ်ပါတယ်ဒါကပဲသူရဲ့ငဖယ်ဖြစ်ပါတယ်ရာကတော့ပူစီနန်ပဲပင်ပေါင်းနန်းဖြစ်ပါတယ်အားတော့ဘဝဦးနေနည်းနည်းကြိုက်ပြီးများတော့နည်းနည်းကြိုက်တဲ့လူတွေအတွက်ဟုတ်မယ်6ဝိုင်းနဲ့ဟိနေစမ်းလိုက်ဒါပူစီနိုင်ကြိုက်တဲ့လူတွေအတွက်ဒါတော့ဘယ်မှကြိုက်တဲ့လူတွေအတွက်
ဒီခါကျတော့အဆုံးကြိုက်တဲ့လူတွေအတွက်စားပြမှာပါ